င်္ဂလာပါရှင်လိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညသတင်းတွေကိုတော့ကျွန်မရှေမွန်ကနေတင်ဆက်ပေးသွားပါမယ် KIA တပ်မဟာတစ်နေမြေဆွမ်ဘရာဘုံလမ်းပိုင်းကကွီထော်နဲ့ဝယ်ရှိကျောင်းမှာဖေဖော်ဝါရီ12ရက်နေ့စစ်ကောင်စီတပ်တွေကစစ်ကြောင်းထိုးလာတာကြောင့် KIA တပ်ကခုခံတိုက်ခိုက်ရာကနေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်မနက်ပိုင်း10နာရီကနေညနေပိုင်း3နာရီအထိတိုက်ပွဲကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့တွေကိုခုခံတိုက်ထုတ်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းပေးပို့ချက်အရသိရပါတယ်။ KIO အစိုးရတောင်ပိုင်းတိုင်းနမ်ဖတ်ကာမြို့မှာဖေဖော်ဝါရီလ23ရက်ဒီကနေ့ညနေ3နာရီအချိန်မှာမိသက်ဌာနက UCB ဖွင့်တဲ့အမှတ်စဉ်1မိသက်တင်တန်းစင်ပွဲပြုလုပ်ခဲ့ပါတယ်။တင်တန်းကိုရက်တိုဖွင့်ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ4ရက်နေ့ကနေဒီကနေ့23ရက်နေ့အထိ10ရက်တာဖွင့်ခဲ့တာပါ။တင်တန်းသား18ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တင်တန်းမှာအခြေခံစစ်ပညာနင်ကွန်မှုမှုစာရှေ့ဦးတူနာပြုနဲ့မိသက်ဆိုင်ရာပညာရပ်တွေကိုသင်ကြားခဲ့ပြီးတော့တောင်ပိုင်းတိုင်းအုပ်ချုပ်ရေးမှူးဒုကပမလောင်မျိုးစော်ကနေပညာပေးပြောကြားတဲ့အစီအစဉ်တွေပါလှုပ်ဆောင်ခဲ့ပါတယ်။တင်တန်းစင်ပွဲအပြီးမှာတင်တန်းသားတွေဟာလက်တွေ့တရုတ်ပြချင်းအစီအစဉ်တွေလှုပ်ဆောင်ခဲ့ပါတယ်။နမ်ဖတ်ကာမြို့နယ်အတွင်း KIO အစိုးရကပထမဆုံးအကြိမ်မိသက်တင်တန်းဖွင့်တာဖြစ်တယ်လို့သတင်းထောက်တင်ဖြူကပေးပို့ထားပါတယ်။မိုးကောင်းမြို့နယ်မှာရှမ်းပြည်ပြည်သူစစ်တွေစစ်ရဲလှုပ်ရှားသွားလာနေပြီးတော့အတင်းအဓမ္မတပ်သားတစ်စုဆောင်းတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။ပြည်သူတွေရဲ့ကြက်ဝက်စတဲ့အိမ်မွေးတိရစ္ဆာန်တွေကိုစီကတ်မဲ့တပ်ဖြတ်စားတောက်တာတွေအပြင်တအိမ်တယောက်စစ်မှုမထမ်းမနေရဆိုတဲ့ခေါင်းစဉ်နဲ့နေအိမ်တွေထဲထိဝင်ရောက်ဖမ်းဆီးတာတွေပါလှုပ်ဆောင်နေတယ်လို့မိုးကောင်းဒေသခံတဦးထံကနေသိရပါတယ်။စစ်ကောင်စီဟာကချင်ပြည်နယ်ကိုအင်တာနက်ဖုန်းလိုင်းဖြတ်တောက်ထားပြီးဒေသခံတွေသတင်းအချက်လက်မျှဝေဖို့အခက်ကြုံတွေ့နေရတာကိုအခွင့်ကောင်းယူပြီးတော့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်ဖွဲ့တွေဟာစိတ်ထင်တိုင်းလုပ်နေကြတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မြစ်ချင်းသားလုံမုံစွတ်ဖက်မှလည်းစစ်ကောင်စီဟာအင်အားတိုးချဲ့စစ်ရဲလှုပ်ရှားနေပြီးတော့ပြည်သူတွေနေအိမ်ထိဝင်ရောက်နေထိုင်ကြကပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေကြားသိရပါတယ်။ကားမိုင်းပြူဟာကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကနေဖေဖော်ဝါရီလ23ရက်ဒီကနေ့မနက်အစောပိုင်း3နာရီခွဲလောက်ကအနီးဝန်းကျင်တဝိုက်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့81မမလို့ယူဆရတဲ့လက်နက်ကြီးတွေပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ပြည်သူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ကားမိုင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေဟာလွန်ခဲ့တဲ့အချိန်တွေတုန်းကလည်းကျေးရွာတွေနားစစ်ရဲလှုပ်ရှားသွားလာတာတွေလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလုပ်လေရှိပါတယ်။ဖြတ်တန်းသွားလာကြတဲ့ပြည်သူတွေကိုလည်းစစ်ဆေးမေးမြန်းတာတွေတင်းတင်းကြပ်ကြပ်လုပ်တတ်တာကြောင့်ပြည်သူတွေစိုးရိမ်နေကြရတယ်လို့ဆိုပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီ။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။